မရှိမြဲရှင်ဟိုပါလေရွှေသားတီးတန့်လက်စွပ်ထဲမှာလေစတိတ်လက်စီတရားရှိတာညီမလေးရဲ့အသားရည်ကလေရွှေစင်းတတ်မတဲ့လို့လေရွှေသားတီးတန့်ကိုအကိတ်လက်စွပ်လို့နေတာမှာရဲ့စတိတ်လက်စီလို့မအပားမဟုတ်ဘူးအကိတ်လက်စွပ်ဖြစ်ရမယ်ရွှေသားတီးတန့်စတိန်လက်စီလေမကြိုက်ဘူးညီမလေးကစတိန်လက်စီကမှရွှေသားတီးတန့်အကိတ်ဘခွင်းလေးတွေကိုချိန်မိုးလို့ပြောတာဒါတော့ကျမရဲ့အစ်စ်ပါနော်ဒါခဏချုပ်လိုက်ချုပ်ပြီးတော့ဒါလေးရင်ပြပေးမယ်ရွှေသားချိန်မိုးဆိုတော့လေဒါလေးဆိုရင်ကွာအခောက်ထဲမှာထွက်ထားတဲ့အခောက်လက်စွပ်ပုံစံမျိုးဒါကလေဆုမြက်က stainless steel premium quality ဒီလိုလက်စွပ်တွေကိုအခုပြပေးတာပေါ့နော်ဒါ premium quality ဆိုတော့လေဈေးရန်ကြီးသွားမယ်လို့လည်းမထင်နဲ့2000တောင်မပြည့်ဘူးเนาะဒါလေးဆိုရင်အခောက်လက်စွပ်เนาะအခောက်လက်စွပ်ကောင်မဒီနားလေးမှာအဟလေးနဲ့သူကလူငယ်ဆန်မယ်နော်မမနော်သူကလူငယ်ဆန်တယ်ပြီးတော့ဒါလေးတွေကကျတော့ရွှေစစ်ထဲမှာထွက်ထားတဲ့ပုံစံမျိုးဒါလေးဆိုရင်ဘောလုံး3လမ်းဒါလေးဆိုရင်လူကြီးပိုင်းနေကြိုက်ကြတယ်လုံးဝကိုရွှေအစ်စ်ပုံစံမျိုးလေးเนาะဒီမှာမြင်ရလားမသိဘူးရွှေအစ်စ်နော်လူမျိုးပုံစံမျိုးလေးဘောလုံး3တန်းသူတို့ကကြတော့လေလက်တိုင်းစိုက်တယ်ရှိတယ်ဘောလုံးလေးကို3တန်းသွားပေးထားတယ်လက်စွပ်တစ်ခွင်းနဲ့ကိုချိန်မိုးနေအောင်ဝေးလို့ရတယ်ဒီဒီဇိုင်းမျိုးနော်ဒီဇိုင်းမျိုးရှိတယ်နောက်တစ်ခုကကြတော့အခောက်ကုန်မှာဒီဇိုင်းဆန်းဆန်းနော်ရွှေချမ်းတို့ဘာတော့မှထွက်ထားတယ်ဒီဇိုင်းဆန်းဆန်းလေးတဲ့တီတာမှာထွက်ထားတဲ့ပုံစံမျိုးလေးတွေဒါစတီးထက်ကထွက်ထားတာနော်စတီးမျိုးစားတွေကသူ့ရဲ့အကြောင်းကာလာလိုင်းကလေ15ပေကာလာကိုတင်လို့လာတယ်ကာလာကုန်တင်လဲလာတယ်အဲ့တော့လေစမြက်က3လက်စွပ်ကို3ခွင်းပြပေးမယ်ကွာအဲ့3ခွင်းထဲကပဲညီမလေးယူပေးလိုက်ဘာလို့လဲဆိုတော့အများကြီးပြပေးတိုင်းဟုန်သွားမှာဆိုလို့မတို့တခွင်းကို18000နဲ့ပဲစမြက်တော့ရောင်းပေးတယ်ပစ္စည်း quality ကကြတော့လေလုံးဝကို stainless steel premium quality ဒါကလေဒါဈေးကွက်ထဲမှာရှိတာဆိုရင်တော့2000ကျော်3000ပေါက်ဈေးရှိတယ်စမြက်ကကြတော့ဒါ18000နဲ့ပဲရောင်းပေးတာဘာလို့လဲဆိုတော့ online shop ဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးနှုန်းတက်လေးနဲ့ပဲစမြက်ရောင်းပေးတယ်နော်တခွင်းကို18000 size ကတော့ရှိမယ်လိုချင်နေဆိုရင်မှာပေးလို့ရတယ်လိုမျိုးလေးရှိပါမယ်ညီမလေးကဒီ3ခွင်းထဲကဘယ်လက်စွပ်လေးကိုကြိုက်လဲ3ခွင်းတော့လှတယ်ညီမလေးကလူငယ်ဆိုတော့နော်လူငယ်ဆန်ဆန်ဒီပထမခွင်းလေးပဲယူလိုက်မယ်နော်ပထမခွင်းလေးပြင်မယ်ပထမဒီခွင်းလေးကိုပဲယူမှာပေါ့ဟုတ်လားဟုတ်တယ်အဲ့ခွင်းလေးဆိုလို့လှလေနော်လူငယ်လေးနဲ့ပို့ပြီးလူငယ်ဆန်မလားလို့လူငယ်ဆန်နေပြီးကြတော့ဒါလေးကdaily ဝတ်လို့အဆင်ပြေတဲ့ပုံစံမျိုးလေးဟုတ်ဒါလေးတခွင်းကိုတော့18000ပဲညီမလေးဟုတ်ကဲ့ညီမလေးအဲ့ဒီမှာ